ကျွန်တော်တို့ဘလုံးပွဲကြောင်းပဲစစ်အင်းငင်းမှုတွေရခဲ့တယ်စစ်ပွဲတွေရခဲ့တယ်ကျွန်တော်တို့ဘလုံးပွဲကြောင်းပဲဒီစိတ်ဓာတ်ကြဆုံးမှုတွေကိုပြန်လဲထူထားနိုင်ခဲ့ပဲတော့ဒါတော့အစင်းနဲ့ကစားသမားများမတန်ဆွန်ကလေးငယ်အတွက်ထိုးပေးထားတဲ့လက်မလေးပဲဗျာအကုန်လုံးဝိုင်းထိုးပေးတာနော်အကြာကြီးစောရတော့သူတို့အထိုင်ဆောင်ပြီးလက်မထိုးပေးကြဒါကျွန်တော်တို့ဘလုံးကအဲ့လိုပဲတော်လေးကိုဘလို့တော့ပြောမှတော့မသိဘူးအလားပါလဲဖတ်ပြီးပြီလေပေါ့ပြီးငေးပတ်မှုတွေရောအခြေဆွဲမှုတွေရောစကေးရောဦးနော့ကရောဘလို့တော့မှာဘလို့တွားမှာအကုန်လုံးပြပေးတယ်ဗျပြီးတယောက်ချင်းလင်ဖြတ်မှုကြော်ဖြတ်မှုလို့အဲ့လိုလဲပြပေးတယ်ကျွန်တော်တို့ဘလုံးကအဲ့လိုဗျဘလုံးကကျွန်တော်တို့ဘက်ဆုံးနေဖြော်ပြပေးတယ်ဟောကြံနေဟွာတွေကချင်းတကူလုံးမရရုပ်ရည်လဲဒါကျွန်တော်တို့ဘလုံးကရုပ်ရည်တွေရောဘာရောအကုန်လုံးဖြော်ပြပေးတယ်အဲကျွန်တော်တို့ဘလုံးကိုချရတာအဲ့လိုရှိရတယ်ကျွန်တော်ဘလုံးကဘာလို့ကြိုက်လဲဆိုအဲ့လိုလဲရှိတယ်ပြီးပျော်ရွှင်မှုတွေလည်းရှိတယ်ပြီးအနိုင်ရှုံးလည်းရှိတယ်ညစ်ပတ်မှုတွေရိုးသားမှုတွေအကုန်လုံးရှိတယ်ဟာကျွန်တော်တို့ဘလုံးက